ဒီနေ့တော့ပဇွန်နဲ့ခွဲသီးချက်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပဇွန်တွေကိုတော့အစားနဲ့ဆွနွေးနဲ့ထည့်ပြီးတော့နေထားပါတယ်စီပူတဲ့အထဲမှာပဇွန်လေးတွေကိုထည့်ပြီးတော့ဆော့ပေးလိုက်ပါမယ်ဇွန်လေးကိုခုလိုမျိုးအထက်အောက်လှန်ပြီးတော့ဆော့ပေးထားပါတယ်ဒီနေ့လောက်ဆိုလို့ရှိရင်တော့ပဇွန်လေးတွေကိုဆယ်ပေးထားလိုက်ပါမယ်စီတက်ဖို့အတွက်ကြက်သွန်နီတစ်လုံးဝင်းနဲ့ကြက်သွန်ဖြူလေးမွာတို့ကိုကြိတ်ထားပါတယ်စီပူလိုက်ရင်တော့ကြိတ်ထားတဲ့ကြက်သွန်ဖြူနီတို့ကိုထည့်ပါမယ်ဆွနွေးမုတ်အနေနဲ့လည်းထည့်ပါတယ်စီတက်တာလေးလည်းမွေးလာပြီဆိုတော့ငရုတ်ပြီးရောင်တင်မုတ်အနေနဲ့လို့ထည့်ပါတယ်တက်တဲ့ထဲကိုပဲစားနေငယ်ရတာမုံနေငယ်တို့ထည့်ပါတယ်ပြီးရင်တော့ဆွမ်းနာလှော်ထားတဲ့ပဇွန်လေးကိုထည့်ပြီးတော့ထိတက်လိုက်ပါမယ်စီတက်ထားတာလေးလည်းတော်တော်မှုေးလာပြီဆိုလို့ရှိရင်တော့ခွဲသီးကိုထည့်ပါမယ်ခွဲသီးထည့်ပြီးတဲ့အခါမှာရေလုံးဝမထည့်ပါဘူးเนาะခွဲသီးကသူ့ဘာသာသူရေတွေထွက်ပါလိမ့်မယ်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့မီအေးအေးလေးနဲ့တည်ပေးထားပါမယ်ဘီးရဲများရင်ခွဲသီးတွေကကတ်သွားတတ်ပါတယ်ဒါတော့ခွဲသီးတွေကနေသူ့ဘာသာသူထွက်လာတဲ့ရေလေးတွေပါပြီးရင်တော့ရေကိုကိုလိုကျင်တဲ့လောက်ထည့်လိုက်ပါမယ်ဒီထည့်ပြီးပြီဆိုတော့ဖုံးလေးအုပ်ပြီးပြန်တည်ပေးထားလိုက်ပါမယ်ရတာနည်းနည်းမြည်ကြည့်လိုက်ပါမယ်ပုံငါကတော့မိမိစိတ်ကြိုက်စားကိုလိုလိုထည့်လို့ရပါတယ်ခွဲသီးလေးတွေကလည်းနူးလာပြီဆိုတော့နောက်ဆုံးအနေနဲ့ပင်စိမ်းနဲ့မြုပ်သီးစိမ်းတို့ကိုအုပ်ပေးလိုက်ပါမယ်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့ခဏတည်ပေးထားလိုက်ပါမယ်ခုဆိုရင်တော့အနံ့ရတာနဲ့ပြည့်စုံတဲ့ပဇွန်ခွဲသီးတောက်ဆန်းလေးရပါပြီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်
ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်တော့ like and comment လေးပေးခဲ့ကြပါဦးနော်။